ဒါပုံပြပါကျေးဇူးအခုမှတော့ကျွန်မအရင်ပါနော် Roblox ဆော့ပြမှာအဲ့မှာ Roblox ဆော့ရင် Roblox ဆော့မလို့ဆိုဆွဲလိုက်တယ်ဟိုးအောက်ဆိုဒီရောက်ကျေးဇူးတင်ပါတယ်လို့ Roblox ထဲဝင်မယ်ဒီရတဲ့တကယ်စားပါမှာဖြစ်ပါလေရှင်ဟုတ်ကဲ့ရှင်တို့မကြည့်ရှင်ကြော်ပါကျေးဇူးကျွန်မကြုံခဲ့ပူးတဲ့ဟာတွေပြောပြပါမယ်ရှင်ဟုတ်ကဲ့ခုမှတော့ရှာတကယ်ကိစ္စမှာပါဟုတ်ကဲ့ကျေးဇူးရှာကိန်းနဲ့တော့စောပြပါမယ်ရှင်ခုကပေါ့နော်စမ်းပြီးတော့ဆော့ရှစ်နေပါမယ်ရှင်ဝင်ပါပြီရှင်ကျွန်မအတန်းနဲ့ဝင်နေပါစောကြီးနော်โอเคပစ္စည်းယူမယ်ဒါမှမလောက်ဘူးပေါ့နော်ဒီအန်ဒီယာပြေးတဲ့ဟာမလောက်ဘူးလို့မလောက်လို့ခင်းရအောင်ဆေးပလိမယူရပါမယ်ပါပါမယ်ပေါ့နော် let's go စားရမယ်ဂလုဂလုဂလုချက်တယ်ဒါတော့ကြာပါပြီရတော့ဟိုဟာဒီလိုလာပြီးလာတယ်အဲ့ဒါတော့ပြန်လာတာကဲအဲ့ဒီဝချင်တယ်ဖြစ်ရှိတယ်အဲဒီမှာအဲ့ချိန်မှာကျွန်တော်တင်ကြပါတယ်ဒါလည်းဟုတ်ကဲ့အဲ့ဒီဝချင်တယ်ကတော့နိုင်တယ်မဝင်နိုင်ပါဘူးဆက်ဆက်လို့ဒီစအဲ့ပြကြရပါလေဟုတ်ကဲ့ဆက်ကြည့်ကြည့်လိုက်ပါတော့လေခေါင်းပေါက်တယ်အဲ့ဒါကလည်းရှိအောင်ဆက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 ်ခိုင်စားနော်ဒီတော့ပါမယ်မြဲမရပါဘူးပေါ့ဒီမှာအခါတည်းတစ်ခါဝင်သွားပါလေစောင့်နေတာတေးလာပါစောင့်နေတယ်တေးကမလာသေးဘူးနော်ဒီမှာအချက်ဝီကိုအဖြူကြီးနဲ့လူကြီးကိုဒီမှာပရဲထိန်လေးနောက်ဆုတ်ပြတာပါအေးမဲကုန်ပြီဟာကျပညက်နေပါကောင်းညက်ဒီမှာကောင်းနေပါညက်ဒီလိုထပ်ကြည့်ပါမယ်ဆိုပြီးလောက်လို့ပဲရှိတယ်မကြည့်တော့ပါဘူးဆိုပြီးပြန်ဆွတ်ချက်လိုက်ဟုတ်ကဲ့ဒီလိုရေးတယ်ဒီလိုတော့ဒီလိုတော့ထား